education ဘိုင်းနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ကျောင်းထန်းတွင်းပညာရေးအခြေအနေအဲ့ဒါလေးတွေကလေးတွေအတွက် upgrade လေးလုပ်ပေးခြင်းတော့ပေါ့နော် ကိုကဆရာမဆိုတော့နော်ကိုအတွက်ကလေးအတွက်တစ်ခုခုရသွားမလားဆိုရဲမျှော်လင့်ချက်နဲ့လာတက်တာပါရှင် ကျမတို့ဒီအရှိမဆိုလို့ရှိရင်ဒီချက် IVC က training တွေအများယူထားတယ်ပေါ့နော်အခုလည်းပဲဒီကျောင်းကနေပြီးတော့မှဒါတစင်းပေါ့နော်တည်ရတာပေါ့နော်ဆိုတော့ကျမတို့ဒီ session လေးမှာလာပြီးတော့ join ရင်းဖြစ်ပါတယ် ဒေတာရေးမှာပို့ပြီးတော့ထောက်ကူဖြစ်အောင်လို့ အခုမှပေါ့နော်တချင်းမရောစဝင်တဲ့အတွက်တချေစီကနေပြီးတော့အသိပညာလေးတက်ပညာလေးလိုချင်တဲ့အတွက်လာရောက်တက်လာပါရှင်ဟုတ် ဆရာတို့ဆရာမတို့ဒီ training လေးပေါ့နော် workshop လေးကိုစိတ်ဝင်စားလို့ပါ ဒီ teach to inspire ပေါ့ဒီဆရာတွေပြောမဲ့ဒီခေါင်းစဉ်လေးတွေကိုစိတ်ဝင်စားလို့ပေါ့နော် teaching learning အကြောင်းရယ်နောက်တစ်ခုက teaching video ရယ်teaching experience တွေကို learning လုပ်မယ်ပေါ့နော် တခြားသူ inspire ဆိုတာလေးကလေကိုယ့်ရဲ့သင်ကြားရင်းနဲ့လည်း career လေးလည်းကိုက်ညီမှုရှိတယ်ဒီခြေတို့ကရွှေညီတို့တက်ထားမှသာကိုယ့်လျောက်မှာရှိတဲ့ employee ဝန်ထမ်းဆရာဆရာမတွေကိုကိုကလိုအပ်တာတွေကိုပြန်ပြီးတော့ညွှန်ကြားပေးလို့ရမယ်ပြန်ပြီးတော့ guideline ပေးလို့ရမယ် ဒီမှာပေါ့နော် teacher နဲ့ပတ်သက်တဲ့ method တွေရယ်ပြီး child psychology တွေဒါလေးတွေသင်ခြင်းလို့ပေါ့နော်